အကျိုးကြောင့်တိုက်ဆိုင်တဲ့အခါသက်သက်ရှင်လည်းဆက်သွယ်နိုင်တယ်မေးနိုင်တယ်နော်ကိုသွားမဲ့ခီးလမ်းကြောင်းတွေလုပ်ငန်းတွေအတွက်ကျိုးကြောင်းဆန္ဒရှိလို့ကျိုးကြောင့်တိုက်ဆိုင်တဲ့အခါမေးစားနိုင်တယ်လှမ်းပြီးမေးနိုင်ပါတယ်ကျမ်းမာရေးတွေညံ့လို့နော်အိမ်နေပဲဖြစ်ဖြစ်ခြံနေပဲဖြစ်ဖြစ်ဝိုင်းနေပဲဖြစ်ဖြစ်စိတ်ထဲမတန့်လို့မတင်မကျဖြစ်နေတာတွေရှိခဲ့အကြောင်းမျိုးမျိုးကြောင့်စိတ်ထဲမှာမတင်မကျတွေယောဂဝေဒနာတွေဖြစ်ခဲ့လို့စိတ်ထဲမတင်မကျဖြစ်နေတာယောဂဝေဒနာကိုခံစားနေရရင်မေးနိုင်ပါတယ်ဆက်သွယ်နိုင်တယ်မေးနိုင်တယ်ကျိုးကြောင့်တိုက်ဆိုင်တဲ့ခုပေးပါတယ်နော်စိတ်ကောင်းစေနာကောင်းဖြစ်တာပြောခြင်းဖြစ်တယ်မိတိရည်ရချက်မှမပါကျုပ်ကိုယ်တိုင်ဒုက္ခမျိုးစုံကြုံခဲ့ဘူးလို့အားလုံးကိုလည်းကုညီစေခြင်းကျုပ်ကတော့ဘုရားတရားကြီးခိုးလုံးထားတယ်တန်လျာအတွက်လည်းပြင်ဆင်နေရတဲ့သူဖြစ်တယ်။ဒါကြောင့်အားလုံးခုနှစ်ဘွားရှိနေနဲ့သားသမီးပေါင်းတို့စိတ်ထဲမတင်မကျဖြစ်နေတာတို့ယောဂဝေဒနာတို့ခံစားရရင်ဆက်သွယ်နိုင်တဲ့မေးနိုင်တဲ့နော်စီဝါရီတွေအိမ်ဝင်တွေဝိုင်းတွေချမ်းတွေတွားမဲ့ခီးစဉ်လမ်းကြောင်းတွေတော့မေးနိုင်ဒီနေရာမှာတဏှုံသုံးပါမမေ့ဖို့ထူးမှကြတယ်နော်မေတ္တာရက်ခံပါတယ်နော်တဏှုံသုံးပါကိုဘယ်တော့မှမေးနဲ့နော်မေတ္တာလေးတွေပို့ကြတက်နိုင်တော့ကောင်းတဲ့စိတ်ထားလေးတွေမွေးပြူကြယောဂဝေဒနာကိုခံစားရပြီဆိုရင်ဖရာတာအာယုများများပြုဘဝမှာခက်ခဲတွေကြုံနေလာပြီဆိုရင်ဖရာတာအာယုများများပြုနော်တရားထိုင်ခြင်းလုပ်ကိုပြုလုပ်ဘယ်အားမှမတည်မြဲဘူးဆိုတာမြဲတမ်းမှတ်ထားနော်ဟောပါလားဘယ်မှမတည်မြဲဘူးဆိုတာအများအားမှတ်ထားငါဆိုတာလည်းဘယ်တော့အခါမှမရှိဘူးနော်အားကြောင့်ကျိုးကြောင့်တိုက်ဆိုင်တဲ့အခါဆက်သွယ်နိုင်ပါတယ်စိတ်ကောင်းစေနာကောင်းဖြစ်တာကောင်းမြတ်တော့စိတ်စေနာဖြစ်တာကုညီတာပေးတယ်ညီတိရည်ချက်မှမရှိပါကျိုးကြောင့်တိုက်ဆိုင်တဲ့အခါဖရာတရားပြုလို့တဏှုံသုံးပါးပဋိစိတ်ဂုဏ်တော်၉ပါးဒီပဋိစိတ်၉ပါးသလုံးမစိတ်နိုင်ရွတ်တပါးပါတော့ဂုဏ်တော်၉ပါးထဲမှာမိမိကြိုက်တဲ့တရားတပါးကိုပဋိ၉ပါးစိတ်ဝေဒနာကိုခံစားရရင်ရှုအားလုံးမိတ်ဆွေတွေပါအေးချမ်းကြပါသည်အခက်ခဲရှိမေးစမ်းနိုင်ပါ